အလွဲများကျွန်တော်ကလည်းကျွန်တော်ပဲကတိကတက်ကိုမှရှာဖွေမြင်တတ်တယ်မြင်တွေ့နေကြဆိုတော့ဘာမှမဟုတ်တယ်လို့ပါပဲတေချာတွေးကြည့်တော့ရည်စရာလဲကောင်းတယ်မဖြစ်သင့်ဘူးဆိုတာလဲတွေးမိတယ်တနေ့တုန်းကပေါ့လမ်းဘေးဆိုင်ပုတ်တစ်ခုကိုတွေ့တယ်အဖြူရောင်အောက်ခံပေါ်မှာအနီရောင်နဲ့ရေးထားတဲ့စာသားကြည့်ပါဦးမိဘမြတ်တာအပေါင်းဆိုင်နဲ့မိဘမြတ်တာဆန်ဆက်တို့မိဘမြတ်တာမိတ်တူမိဘမြတ်တာထမင်းဆိုင်မိဘမြတ်တာသစ်ဆိုင်မိဘမြတ်တာကားအသင်မိဘမြတ်တာစီးဆိုင်မိဘမြတ်တာအချုပ်ဆိုင်တို့ဆိုရင်အထိပ္ပယ်ရှိတယ်ကိုလုပ်ငန်းမှာမိဘကိုဥထိတ်ထားတဲ့သဘောဖြစ်တဲ့အတွက်သဘောကျဖို့ကောင်းတယ်လိုက်လဲလိုက်ဖက်တယ်အခုကြည့်ပါဦးဗျာမိဘမြတ်တာအပေါင်းဆိုင်နဲ့မိဘမြတ်တာကိုတော့အပေါင်းခံတဲ့သဘောဖြစ်မနေဘူးလားမြန်မာစာအသုံးနှုန်းလွဲနေတယ်အဲ့ဒီအပေါင်းဆိုင်ပိုင်ရှင်ဟာမြန်မာဟုတ်ကောဟုတ်ရဲ့လားမသိဘူးဒါသမျှကိုအပေါင်းခံတဲ့သဘောရှိတယ်မိဘမြတ်တာကိုတော့အပေါင်းဆိုင်ဆိုတဲ့စကားလုံးနဲ့တွဲပြီးမသုံးသင့်ဘူးကျွန်တော်တို့တွေမြင်တွေ့နေကြလေထိုးကျွတ်ဖာဆိုင်တွေမှာရေးတတ်တာတွေရှိသေးတယ်အရဟံလေးတဲ့တော်တော်ကိုကမောက်ကမနိုင်တဲ့အရေးသားပဲဗျအရဟံဆိုတဲ့မြင့်မြတ်တဲ့စကားလုံးလေဆိုတဲ့စကားလုံးနဲ့တွဲလိုက်တော့စိတ်ထဲမှာအယိုးအသေးတန်တယ်လို့ခံစားရတယ်ဒီထက်ဆိုတာရှိသေးတယ်အမှုတ်ကြီးဆက်ကရေးထားတဲ့လုပ်ငန်းဆိုင်ပုတ်ပါအမှုတ်ကြီးဆက်ဆိုတာပဲလဲကြိတ်တာပဲဆန်လဲကြိတ်တာပဲဆေးလဲကြိတ်တာပဲအမှုတ်ကြီးဆက်နာရောက်ရင်အဝေးကနေပြီးတော့ပရဈေးနဲ့နေပါရနေတတ်တယ်ရေးထားတဲ့ဆိုင်ပုတ်ကလည်းကြည့်ပါဦးဗုဒ္ဓံဓမ္မံတန်ငံအမှုတ်ကြိတ်တယ်တဲ့အမှုတ်ကြိတ်တယ်တဲ့ရေးထားတဲ့ဆိုင်ပုတ်ကိုဖတ်လိုက်တော့ကျွန်တော်မှစက်သိန်းတစ်ဖြန်းဖြန်းထမိတယ်ဗုဒ္ဓံဓမ္မံတန်ငံကိုတော့အမှုတ်ကြိတ်မယ်တဲ့ဗျာမဖြစ်သင့်ဘူးတောင်တာမြင်းကြံသွားတော့ကလည်းဒီတိုင်းပဲထိုင်းရင်ဆိုင်ဖြစ်ကြောင်းဖော်ပြထားတဲ့လမ်းညွှန်ဆိုင်ပုတ်ကြော်ညာပါပြင်ပြားကြီးပေါ်မှာမြေခဲဖြူကိုရေစွတ်ပြီးတော့ရေးထားတာပြင်စားခုနဲ့အဟံဝင်တာမိထိုင်းရင်ဆိုင်နဲ့ဒီစာသားမြင်တော့ပြုံးမိတယ်တွေးရင်းနဲ့ကြောက်လာတယ်ဗုဒ္ဓဘာသာဝင်နေဆိုတော့ဖရာတရားတန်ခါမိဘစိတ်ရဥထိတ်ထားတာကောင်းပါတယ်လုပ်ငန်းတော်တော်များများမှလည်းဒီလိုရေးတာတွေ့ဘူးပါတယ်ခုတော့ဗျာတေးရဲ့ဆိုင်ကလည်းမတွဲတဲ့ဝေါ်ဟာရကိုတွဲပြီးရေးထားတယ်အလွဲတွေငင်းချက်မျိုးကအရက်ဖြူဆိုင်မှာရေးထားရလဲကြည့်ပါဦးဝိမုတ်တိတအရက်ဖြူဆိုင်နဲ့သူများတွေတော့မသိဘူးဖတ်မိတဲ့ကျွန်တော်မှငိုရမလို့ရီရမလို့ဖြစ်သွားတာအမှန်ပဲဒီထက်လွဲတာရှိသေးတယ်ဗျကျွန်တော်ရဲ့တငယ်ချင်းရဲ့စေးကံမှာရွှေလာငွေလာဂမုံပွင့်နေစိုက်ထားတာအများကြီးပဲသူ့စေးကံမှာလူနာတွေအလာများဖို့ဂမုံပင်ကိုစိုက်ထားတာတဲ့အဲ့ဒီဂမုံမှာရွှေတောင်ချထားလိုက်သေးတယ်ဘလို့ပြောရမှန်းတော့မသိတော့ဘူးသူဝင်ငွေကောင်းဖို့အတွက်တရက်ကွက်လုံးဖျားနာပေးရမလို့တော့ဖြစ်နေတယ်တုတ်ကွေးရသည်ကလည်းရောက်ခတ်နီးပြီဆိုတော့ကျွန်တော်တငယ်ချင်းကဈေးတွေဝယ်ပြီးစုနေတယ်တဲ့ဒီအကြောင်းပြောပြတော့ကျွန်တော်တငယ်ချင်းဆရာဝန်ကရှိတယ်ဗျပြီးတော့ဒီလိုပြောတယ်ငါထက်ဆိုးတာတွေရှိသေးတယ်ကွာဘာများလဲခလေးအထူးကူဆရာဝန်မကြီးတယောက်စေးကမ်းမှာဇီးကွက်ရုပ်ကြီး2ရုပ်ချထားတယ်ခလေးလူနာတွေများလာအောင်နဲ့ရေရတယ်နော်မင်းကသာရေရတယ်ပြောနေတော်တော်လွဲတယ်ကွာဒီထက်ဆိုးတာတွေရှိသေးတယ်မင်းတတိမထားမိလို့အထူးကုစေးကန်းတွေရောက်ဖူးတယ်မလားအေးရောက်ဖူးတယ်လေအဲ့ဒီမှာရွှေလာငွေလာဂမုံဝင်နေစိုက်ထားတာမင်းမတွေးမိဘူးလားငါတော့တတိမထားမိပါဘူးကွာအဲ့ဒီအထူးကုစေးကန်းတွေရဲ့ကောင်နာပေါ်မှာမင်းဘာမြင်တယ်လဲပြောစမ်းငါတော့ထူးမမြင်မိပါဘူးကွာမင်းကငါ့ကိုသာကဲ့ရက်နေတာအထူးကုစေးကန်းတွေကငါထက်ဆိုးတယ်ကွာသူတို့တွေကလူနာတွေများဖို့ဘာလုပ်ထားတယ်ထင်လဲငါဘယ်သိမလဲမင်းတို့အချင်းချင်းတွေပဲဆိုတော့သိမှာပေါ့ဂမ်ဘီယာမဂဇင်းတွေမှာပါတဲ့အစီမံတွေအကုန်လုပ်တယ်ကွာငွေများများရဖို့အတွက်ရေတကွန်ပါတဲ့ပကြီကားတွေချိတ်ရတယ်ရေပါတဲ့ပိုစတာတွေကဲ့ရမယ်လို့မဂဇင်းတွေမှာရေးရင်အဲ့အစီမံတိုင်းတွေလိုက်ပြီးလုပ်ကြတော့တာပဲမင်းပါသိလို့လေသူတို့စေယုံလူစီဖို့သူတို့စိုက်ထုတ်ရင်းနှီးထားတဲ့ငွေကြေးတွေအမြန်ပေါ်ဖို့အရင်တွေကြေဖို့ဘေးနေဆရာစီလည်းတွားလိုက်တာပဲရေရဆိုလည်းလှုပ်လိုက်တာပဲအေးဟုတ်လားကျန်တဲ့စီးပွားရေးလုပ်ငန်းတွေဆိုရင်တော့ငါဘာမှမပြောလို့ပါဘူးစေယုံစေကန်းတွေကအဲ့လိုလုပ်တာဆိုတော့ရေရမလို့ငိုရမလို့ပဲဟုတ်ကောဟုတ်ရဲ့လားကွာမင်းမယုံရင်အထူးကုစေကန်းတွေရဲ့အေကန်ဆောင်မှာမင်းလစ်လာကြည့်လိုက်အထူးကုဆိုတဲ့အတိုင်းပဲထူးတဲ့လူမှကုနိုင်တဲ့စေကန်းကြီးတွေများလာလေမထူးအောင်ဓာတ်တွေယေဒနာတွေရေရရာတွေစုံမစုံတငယ်ချင်းက
ညတ်တာတဲ့အသက်မွေးဝမ်းအသက်မွေးမှုဟုတ်မဟုတ်စဉ်းစားစရာပဲမင်းတတိထားမိရဲ့လားတော့မသိဘူးဝင်လာမစဲတဲတဲဆိုပြီးဇီကွက်ရုံနဲ့ပလတ်စတစ်ကလေးတွေအဲ့လိုအစီမံတွေကလည်းအထူးကုစေကန်းတိုင်းလိုမှရှိတယ်ကွာမင်းစေကန်းအဝင်ဝမှာလည်းငါမြင်မိတယ်လို့ပဲအေးဟုတ်တယ်ကွာရှက်စရာကောင်းလိုက်တာဒီမှာတငယ်ချင်းငါထက်ဆိုးတာတွေရှိသေးတယ်အထူးကုစေကန်းတွေမှာကြောင်ရုပ်တွေတွေ့ဘူးတယ်မလားဘာကြောင်ရုပ်လဲကွာရွှေရောင်ကြောင်ရုပ်လေးတွေလက်တစ်ဖက်မြှောက်ထားတယ်တခဲထဲလိုက်မှမြှောက်ထားတဲ့လက်ကလေးလှုပ်တယ်လှုပ်တဲ့သဘောကဖောက်တယ်တွေလာကြဆိုတဲ့သဘောပဲပေါ့ကွာကြောင်ရုပ်ကလေးကသူ့လက်တွေကိုမနာတန်းလှုပ်လေလူနာတွေလာလေဖြစ်အောင်ပေါ့ကွာဟေး